နေ့ကနေမကောင်းဖြစ်သွားလို့ဂျားမှာဂျားရက်ပြက်နေရတဲ့ပြန်လာနေမကောင်းဖြစ်တာနှာချေတယ်လို့ဘာလို့ပေါ့ဒါမဲ့ဂျင်မှာကျတော့တခြားသူတွေရှိနေတဲ့အခါဆိုတော့သူတို့အားနာကြရကောင်းတယ်အဲ့ကိုတက်တာတော့မှပဲပြန်လာဒီနေ့ရောဘတ်ရဲ့ဘတ်ဘိုင်ဆက်ပေါ့နော်2 day ဘတ်ဘိုင်ဆက်ဆော့မယ်ဆိုလေးရပေါ့လေးတိုးရမယ်လေးတိုးရတော့မယ်ချိန်ရောက်ပြီပုံမှန်ဆို8ချိန်3ကြောဆော့တယ်8ချိန်3ကြောဆော့တယ်အဲ့ဒါကိုကိုကကောင်းကောင်းနိုင်သွားပြီဆိုလို့ရှိရင်8ချိန်4ကြောလုပ်ကြည့်လိုက်တယ်8ချိန်4ကြောပါကိုနိုင်သွားပြီဆိုလို့ရှိရင်တော့လေးတိုးလိုက်တယ်ပေါ့နော်လေးတိုးပြီးတော့3ကြော8ချိန်3ကြောပြန်လုပ်တာပေါ့အဲ့ဒါခါလေးကြားလို့ရှိရင်လည်းဒါအကြော့တိုးတာမျိုးလေးတိုးတာမျိုးပေါ့အကြော့အရင်တိုးတာလဲကိုကသာကိုလုံးကြည့်လို့ရတယ်စမ်းကြည့်လို့ရတယ်ဘာဖြစ် progressive overload ဆိုတာအလေးဒါမှမဟုတ်လို့ရှိရင်အကြော့ပေါ့နော်ဒီဥစ္စာတိုးကြည့်တဲ့သဘောပဲကျွန်တော်တို့အဲ့တိုင်းသွားတယ်8ချိန်3ကြောဆော့တယ်တကယ်လို့နိုင်တယ်အဲ့ဒါကောင်းကောင်းပုံနိုင်သွားပြီဆိုလို့ရှိရင်8ချိန်4ကြောဆော့တယ်8ချိန်4ကြောကောင်းပုံနိုင်သွားပြီဆိုလို့ရှိရင်အလေးတိုးပြီးတော့မှ8ချိန်3ကြောပြန်ဆော့တယ်ပေါ့နော်ရိုင်းနည်းနဲ့ပဲကျွန်တော်သွားတယ်โอเคနောက်တစ်ကြောဒါဆိုရင်ကျွန်တော်လေးတိုးထားပြီလေးတိုးထားပြီပေါ့နော်နောက်ဆုံးကြော့ဆက်ဆွဲလိုက်3ကြော့အခုက15ကောက်တော့ရတယ်နောက်တစ်ခေါက်ဆိုရင်တော့ကျွန်တော်တို့အလေးအထက်တိုးရမယ်ပုံစံပဲကျွန်တော်အခုပဲတိုးလိုက်တာကောင်းပါတယ်သူကစိုးတာတကူကအလေးကအခုတပြားကြော်ပြီးတိုးရတယ်အဲ့နောက်တစ်ပြားအပေါက်တက်နေမဝင်ဘူးဖြစ်နေခုန6ပြားအခု10ပြားဖြစ်သွားပြီ9ပြားတိုးလို့မရ
Ooh, what the f... တော့တစ်စိတ်ကြော်ပြီးတိုးလိုက်တော့နည်းနည်းတော့တိုင်ပတ်သွားတော့အပြားတွေညားဖြစ်တယ်ရှော့ဒီတုံးလေးနဲ performance နဲ့တက်နေအလေးထက်တဲ့တိုးနဲ့Ooh.ဒီပိုင်းဖြားတာလဲဖြားတာပေါ့ဘာပဲဖြစ်ဖြစ်ရ2ရက်3ရက်ဆက်ပြီးတော့ပြတ်သွားလို့ဆိုလို့ရှိရင်လူကစီကပြတ်သွားဖြားတယ်ဆိုတာထက်ဖြားတာဆိုအရင်ကျွန်တော်အဲ့လိုမျိုးသဲတံဖြားတာမဟုတ်သဲတံဖြားရင်တော့နားမှာပေါ့ဖြားရင်တော့ကျင်မသွားတာပဲအခုဖြစ်တာနှာခေါင်းဖြားတယ်အဲ့တော့မလာဖြစ်တယ်ဒါပေမဲ့ပြန်ကောင်းတယ်ဆိုချက်ချင်းပြန်လာတယ်ရက်2ရက်ဆက်3ရက်ဆက်ပြတ်သွားပြီဆိုလို့ရှိရင်အကျင့်အသစ်တစ်ခုဖြစ်သွားအောင်လေလူက
ဒီကောင်ကဒီတန်နဲ့လှုပ်တဲ့အလေးပြားမရှိအဲ့တော့အလွတ်ပဲဆွဲရတော့မှာပဲတန်အဖြောင်းနေတော့ရှိတယ်တိတ်မကန်ချင်းတန်အဖြောင်းနေ
ကြာတော့လဲလေးလာတာပဲ ဒီနေ့ဘက်ကတော့ဒီလောက်ပါပဲလက်ကျင်ကန်းတွေကများတိုင်းလဲကောင်းတာမဟုတ်ပါဘူးလေကိုနောက်က အစာအာဟာရနဲ့ recovery နဲ့ဒါကောင်းကောင်းမလိုက်နိုင်ဘူးဆိုလို့ရှိရင်ကိုယ်ပဲပြန်ပြီးထိခိုက်တာဆိုတော့ဒီကနေပြန်မယ် coffee ဆိုင်မှာ coffee လေးတောက်မယ်ပြီးရင်နားမယ်လှုပ်ဆက်ရှိရလှုပ်ဆက်လုပ်ပဲပြီးတော့အဲ့ဒီဘာညာခွိကွာဆိုတော့ main channel မှာလည်း video ကခုနောက်ပိုင်းနည်းနည်းလေးနည်းနေပြီဆိုတော့အဲ့ဒီဟာကိုလည်းပြန်ပြီး cue ဆိုင်မှာ okay တက်တာထုံးစံတိုင်းပဲ stay positive do the hard work and make it happen